ဗီဒီယိုလေးကကျွန်တော်ရဲ့တောင်ကိုကျွန်တော်ရဲ့ဆိုင်ကိုလေးနဲ့ကြီးထုတ်ပြမှာပဲဖြစ်ပါတယ်ရှုခင်းလလလေးကိုသဘောကျရင်ဗီဒီယိုလေးကိုဆုံးသက်ကြည့်ပါနော်ကျွန်တော်10နာရီခွဲမှဟိုတယ်ကနေစတက်ခဲ့ပါတယ်ရာဒီယိုတို့ကလည်းအရန်ကိုတာယာနေပါတယ်မြို့ထဲမှာလည်းလူရှင်းနေတော့ဘောင်းရံစိတ်ချမ်းသာကြရှေ့နာဂိုက်တယ်တော့ဆိုမြို့ထဲကနေစားထွက်ပြီနော်ကဲမြို့ထဲထွက်ရင်တော့တချင်းအေးလေးနဲ့ပဲကြီးစက်မယ်ဗျာမြို့ထဲမှာမောင်းရတာတဲ့ဒီပြင်မှာမောင်းရတာပို့ပြီးတော့ယူရက်ဖြစ်တယ်ဗျာပြောရမယ်ကျွန်တော်မိုးကရုပ်တရက်ကြီးပေါက်ရတာတော့မိုးရေထဲမောင်းရရှင်းနာကြတယ်တနေ့တိုင်းခုဝင်ထားပြီးတော့နေလေးခဏလေးခုံးမယ်ဗျာကဲမိုးတိတ်တော့ပြန်ထွက်ပါပြီရှင်းနာကြရင်တော့စီးဖြည့်လိုက်ပါရှင်းနာစုံတောင်မျိုးရောက်ပါပြီ
တောင်ကုန်မျိုးကိုရောက်ပါပြီဗျာလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကျရင်တောင်ကြည့်လို့တော့မယ်နော်